ခွန်အားရှိပေမဲ့မစင်စားဘဲနဲ့အယုံလွယ်တယ်ဆိုရင်ဘာဖြစ်တတ်မလဲမင်္ဂလာပါတတမိမိတို့ရဲ့ဒီနေ့မှာတော့တီတီကဝန်ပလွေနဲ့ခွေးပိန်ပိန်ပုံမြင်ကိုပြောပြပေးမယ်နော်ဟိုးရှိတော့ငါပေါ့ကွယ်ညနေခင်းတစ်ခုမှာဝန်ပလွေတကောင်ဟာအစာရှာဖို့အတွက်တောနီးကရွာတရွာကိုထွက်လာတဲ့ရွာထဲရောက်တဲ့အခါမှာအင်ချံဝင်းတစ်ခုရဲ့အပြင်မှာကစားနေတဲ့ခွေးပိန်လေးကိုတွေ့တဲ့ကွယ်အခါတိုင်းဆိုရင်တော့ဝန်ပလွေကြီးဟာဒီခွေးပိန်မျိုးလေးကိုစားလို့ဘိုက်ဝါမှာမဟုတ်ဘူးဆိုပြီးသူ့ရဲ့သားကောင်နေနဲ့မဖမ်းမှုပေါ့ဒါပေမဲ့ဒီချိန်မှာဝန်ပလွေကြီးဟာဗိုက်စာနေတာကြောင့်ကြိုက်ဖမ်းမှုခွေးပိန်လေးနာကိုချင်းကပ်သွားတာပေါ့လီမြန်တွက်လက်တဲ့ခွေးပင်ကဝန်ပလွေကြီးရဲ့သွားကြီးတွေနဲ့ကြိုက်ဖမ်းတာကိုရှောင်လိုက်ရင်အရှင်ဝန်ပလွေမင်းကြီးကိုတတိပေးပြစေလို့စကားစပြောလိုက်တဲ့အရှင်ကြီးကျွန်တော်လိုခွေးပင်ညောင်ကိုအခုစားမယ်ဆိုအယိုးကြိုက်ပြီးအရေကုန်မဲစားရမှာပေါ့ဗျဒါပေမဲ့ကျွန်တော်လျှို့ဝှက်ချက်တစ်ခုကိုပြောပြပါမယ်လို့ပြောလိုက်တော့ဝန်ပလွေကြီးကလည်းစိတ်ဝင်စားပြီးပြန်နားထောင်နေတာပေါ့ခွေးပင်ကနောက်၄-၅ရက်ဆိုကျွန်တော်အိမ်ရှင်သမီးဟာမင်္ဂလာပွဲကျင်းပတော့မှာဧကန်ပွဲမှာစားကောင်းတောက်ဖွယ်တွေနဲ့ကျွေးမွေးမှာဗျအဲ့ဒီအခါကျွန်တော်လဲဗီတာမင်အပြည့်ပါတဲ့စားကြမ်းစားကြနေစားပြီးဘလောက်ဝဖြိုးလာမယ်ဆိုတာအရှင်ကြီးစဉ်းစားကြည့်စမ်းပါအဲ့ဒီအချိန်ကြာမှကျွန်တော်ကိုစားပေါ်ဗျာလို့ညံစင်ပြီးပြောလိုက်တဲ့အဲ့ဒီအချိန်ဝန်ပလွေဟာဟုတ်သားပဲဒီလိုခွေးပင်လေးကိုစားရမှာထက်စားရင်ဝဖြိုးနေတဲ့ခွေးကိုပဲစားရမှအရသာပိုရှိမှာပေါ့လို့တွေးပြီးကောင်းပြီဒါဆိုနင်းကတိတီးရမယ်ငါနောက်မှပြန်လာတော့မယ်လို့ပြောပြီးခွေးပင်ကိုမစားတော့ပဲပြန်ထွက်သွားတဲ့ကွယ်ဒီလိုနဲ့ရဲ့အနေငယ်ကြတဲ့အခါမှာဝန်ပလွေဟာတဘောတူထားတဲ့အတိုင်းခွေးပင်လူတို့ခြံဘက်ကိုထွက်လာတဲ့အခါခွေးပင်လေးကိုသူ့အင်ရှင်ရဲ့ခြံထဲမှာတွေ့ရတဲ့အဲ့ဒီအခါမှာဝန်ပလွေဟာခွေးပင်လေးကိုဟေးငါဒီမှာမင်းကိုစားဖို့ရောက်လာပြီခြံထဲကထွက်ခဲ့တော့လို့ပြောလိုက်တဲ့ဒီတော့ခွေးပင်ဟာမင်းငါ့ကိုစားတော့မှငါအရင်ကျေနပ်ပါတယ်ကွာခြံဆောင်ကြီးတကားကိုဖွင့်ပေးတာနဲ့ငါချက်ချင်းထွက်လာပါမယ်လို့ပြောလိုက်တဲ့အချိန်ဝန်ပလွေဟာခြံတကားကိုလှမ်းကြည့်လိုက်တော့အရန်ကိုကြီးမားပြီးဝန်ပလွေတွေကိုကျင်နာမှာမဟုတ်တဲ့ခွေးကြီးကိုတွေ့လိုက်ရတာပေါ့ဒီတော့ဝန်ပလွေလည်းခွေးပင်ကိုစားရဖို့မဆောင်တော့ပဲခြံနီးကနေမြန်ထွက်ခွာသွားလိုက်တဲ့ကွယ်ပုံမြင်လေးရတော့ပြီးပါပြီနော်ဒီပုံမြင်မှာဝန်ပလွေလိုကိုယ့်ထက်အားနေတဲ့သူကိုရှော့သွက်မိရင်အယုံလွယ်ရင်အရှုံးပေါ်ရတယ်ဆိုတာရဲ့ခွေးပင်လိုခွန်အားနေပေမဲ့ညံသုံးတတ်တဲ့အခါမှာအသက်ဘေးကနေလွတ်မြောက်နိုင်တယ်ဆိုတာကိုသိထားရမယ်နော်မိမိတို့ရဲ့ကလေးတွေကိုဒီလိုစဉ်းစားစီတဲ့ပုံမြင်လေးတွေကိုနားထောင်ခိုင်းကြနေဆိုရင် channel လေးကိုဆက်လက်ပြီးတော့အားပေးပါအောင်နော်